နောက်ပြီးတော့ရီစားမုံလို့ရှိရင်မငိုပါနဲ့ရီစားမုံလို့ရှိရင်တိတ်မခံစားပါနဲ့အဲ့ဒီခံစားချက်လေးတွေကတကားဖွင့်ပြီးတော့သူ့ကိုလွတ်ပေးနိုင်အောင်ကြိုးစားကြပါစိတ်ညစ်နေတဲ့နှလုံးသားတစ်ခုဖြစ်ညစ်ပြီးတော့ထားမယ်ဆိုလို့ရှိရင်ကျွန်တော်အိုးလွယ်ပါတယ်စိတ်ထောင်းကိုကြည်ပါတယ်ကျွန်တော်ဆိုလို့ရှိရင်3ခါရှိပြီအသေးခွဲခံရတာ